ះကုံကိုအာယုပြုပြီးတော့မြတ်စွာဘုရားကိုတတိယနေရတဲ့ဟာဘုရားနုဒတိကမ္မထံကိုပွားများအထုတ်ပြီးတော့ရတ္တဖို့ရောက်သွားတယ်တဲ့အဲ့တော့ဘုရားနုဒတိကမ္မထံဆိုတာသမထကမ္မထံတစ်ခုပဲသို့သောဆံရတဲ့ကမ္မထံလည်းမဟုတ်ဘူးသူကဘုရားရဲ့ခုံကိုအာယုပြုတယ်ဆိုတာတကယ်လေးနဲ့မြတ်စွာဘုရားရဲ့ခုံရည်ချင်းတွေကိုအာယုပြုရတာကိုအာယုပြုရတာဖြစ်တော့ဆံလည်းမရနိုင်ဘူးဆံမရပြီမဲ့အထိုက်အသင့်တမာရီတော့ဖြစ်တယ်ပေါ့ဘုရားနုဒတိပွားပြီးတော့ဘယ်ပုံရတ္တဖို့ရသွားတယ်လဲဆိုရင်မြတ်စွာဘုရားရဲ့ကုံကိုအာယုပြုလိုက်တဲ့အခါမှာဘုရားအာယုပေါ်မှာကြည်နူးပြီးတော့ရှင်ထဲကပီတိတွေဖြစ်လာတယ်အဲ့ဒီပီတိကိုဝိပဿနာရှုတာပဲသို့မဟုတ်ကမ္မထမ်းရှိရဆိုရင်အဲ့ဒီပီတိကိုဖယ်ပြီးတော့ကိုရှုနေကြဝိပဿနာကမ္မထမ်းကိုရှုတယ်အဲ့တော့ပီတိရဲ့စွမ်းအားကြောင့်မို့လို့ဝိပဿနာဉာဏ်ဟာထက်ထက်မြက်မြက်ဖြစ်သွားတယ်တို့ယူရမှာနော်ဘုရားနုဒတိကိုပွားပြီးတော့ရတ္တဖို့ရတယ်ဆိုတာဘုရားနုဒတိကသမထကမ္မထဖြစ်သည့်အတွက်ကြောင့်ဘုရားနုဒတိကိုပွားရင်ပီတိတွေဖြစ်လာတယ်သောမနတတွေဖြစ်လာတယ်စိတ်ထဲမှာကြည်နူးဝမ်းသာမှုတွေဖြစ်လာတယ်အဲ့ဒီကြည်နူးဝမ်းသာမှုတွေကိုဒါတွေဟာအယုတ်နန္တရားတွေပဲငါရဲ့ထဲမှာဒါတွေဖြစ်တယ်ဘာကြောင့်ဖြစ်လဲဖရာအာယုံကြောင့်ဖြစ်တယ်ဒီနန္တရားတွေဟာဘယ်ပေါ်မှာတည်ရှိနေသလဲဆိုနှလုံးသားဆိုတဲ့ဟရိယဝတ္ထုရုပ်ပေါ်မှာတည်ရှိနေတယ်ဆိုပြီးတော့ရှုံးတဲ့နံနဲ့ကိုဆင်ញင်သုံးသပ်လိုက်တဲ့အခါမှာရှုံးနံကွဲပြားစွာသိပြီးတော့ထိုပီတိရဲ့အမြဲတဲ့သဘောတွေယုံနံတရားတွေရဲ့မမြဲတဲ့သဘောတွေမမြဲသည့်အတွက်ကြောင့်ဆင်းရဲတဲ့သဘောတရားတွေမမြဲတာဆင်းရဲတာကိုဘာမှမလုံးနိုင်တဲ့ကိုယ်အလိုတိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောတွေအဲ့ဒါလို့ဆင်ញင်စဉ်းစားရင်ဝိပဿနာဉာဏ်ဖြစ်သွားပြီရတ္တဖို့ရောက်တာအဲ့တော့ဘယ်ကမ္မထာကသွားနောက်ဆုံးဝိပဿနာပဲကူးပြီးတော့ဖြစ်ရတာအကြည့်ပဲเนาะအဲ့ဝိပဿနာသည်ဧကရဲ့နောအယံဘိက္ခွေမကောလို့ဆိုတယ်နိဗ္ဗာန်သွားဖို့ရတော့တကြောင်ဤသောလမ်းပဲတကြောင်ဤသောအဲ့ဒီလမ်းပဲသွားတယ်ဝိပဿနာမှာနီးမျိုးမရှိဘူးသမထကတော့သမထကမ္မထာကမ္မထာ40ရှိတယ်ပါဠိတော်မှာ38မျိုးပြတယ်အထက်ကရာနှစ်ခုထပ်ပေါင်းလိုက်တဲ့အခါကမ္မထာ40ဆိုတာဖြစ်တယ်အဲ့ဒီကမ္မထာ40တဲ့ကဘီဂင်နာတွေအတွက်ရှုရမယ့်ကမ္မထာရှိတယ်အောင်မြင်သွားမှဆက်ပြီးတော့ကျင့်ရတဲ့ကမ္မထာတွေရှိတယ်စံနေနဲ့ပတ်သက်တာတွေအဲ့တော့စစချင်းအထုတ်တဲ့ပုဂ္ဂိုလ်တွေကတော့အဲ့တဲ့ကမ္မထာတစ်ခုကိုအထုတ်ပြီးဖြစ်ပေါ်လာတဲ့စိတ်အခြေအနေကိုမှအာယုန်တစ်ခုအနေနဲ့ထားပြီးဝိပဿနာရှုပြီးဆိုမှရတ္တပဲရတ္တဖို့ရတာလိုင်းပြောင်းရတယ်လို့ဆိုလို့တယ်ပေါ့နော်ဥပမာပဲပထဝီကတိုင်းရှုတယ်ဆိုရင်လေပထဝီကတိုင်းကိုအမိပြုပြီးတော့တမာတိတွေရလာတယ်အဲ့ဒီတမာတိကိုပဲပြန်ပြီးတော့ဝိပဿနာရှုလိုက်လို့ရှိရင်ဒါဝိပဿနာဖြစ်သွားပြန်ရောခုနကတမာတိရတာကကတိုင်းရုပ်ပေါ်မှာအခြေခံပြီးတော့ရတာအဲ့ဒီအခြေခံပေါ်ရတဲ့ကတိုင်းရုပ်ကိုအခြေခံပြီးတော့ဖြစ်တဲ့တမာတိစိတ်အခြေအနေတွေကိုမှဝိပဿနာရှုလိုက်တဲ့အခါမှာဝိပဿနာဉာဏ်ဖြစ်သွားတယ်အဲ့ကြတော့မှမဲ့ဖို့နိဗ္ဗာန်ကိုရနော်ဝိပဿနာအထုံးမှမဲ့ဖို့နိဗ္ဗာန်ဆိုတာရတယ်အဲ့တော့ဝိပဿနာအထုပ်နီးအထုပ်ကတော့တူတူပဲဝိပဿနာအထုပ်ရင်ရုပ်ကစားရှုမလားနာကစားရှုမလားဝိပဿနာရဲ့အာယုန်ဒီတကယ်ကို reality ပရမတ္ထတာဖြစ်တယ်သမထရဲ့အာယုန်ကပြည့်ညတ်တွေများတယ်ဝိပဿနာရဲ့အာယုန်ကပရမတ်စစ်စစ်ဖြစ်တယ်အဲ့ဒီပရမတ်စစ်စစ်ရုပ်နဲ့နာနှစ်မျိုးကိုရှုမှတ်ပြီးတော့အနိစ္စဒုက္ခအနတ္တမြင်ပြီးသဘာဝတရားတွေပေါ်မှာညီးငွေလာတဲ့အခါမှာနောက်ဆုံးတွေ့တာတဲ့ကိရိတာကိုမညီးငွေပဲနဲ့တွေ့တာတဲ့ကိရိတာပဲလို့မရညီးငွေလာတဲ့ဆိုတဲ့စိတ်ပြက်လာတဲ့အဲ့ဒီပေါ်မှာမရကြတော့ဘူးဆိုတဲ့အဲ့ဒီဉာဏ်ရလာတဲ့အခါမှာဒါတွေ့တာမှုတွေအားနည်းလာတဲ့အချိန်မှာ
အသိဉာဏ်ကနေအဲ့တွေ့တာမှုတွေအလုံးကိုမက်ဆေ့ပေါ်လာတော့ဖြတ်တောက်ပလိုက်တယ်။နော်ဘယ်ဉာဏ်ကနေဖြတ်တောက်ပလိုက်တဲ့အခါမှာကိလေသာတွေကုန်သွားတယ်။အခုဒီသင်္ကာလမတုဘေကုဏီမဟာလည်းပဲဒီတိုင်းပဲမြတ်စွာဘုရားကိုဖူးရတယ်စိတ်ထဲမှာကြည်နူးတယ်ဖះမြင်ရရင်စိတ်ထဲမှာကြည်နူးနေတယ်အဲ့ကြည်နူးပြီးတော့ဘုရားနုဒတိကိုပွားတယ်ဘုရားနုဒတိပွားလို့ယင်ထဲမှာပီတိတွေဖြစ်လာတဲ့အခါအဲ့ဒီပီတိကိုသဘာဝတရားကိုပီတိကနန္တရားပီတိရဲ့ဖြစ်ရာတွေကယုတ်တရားယုတ်နဲ့နန္နေဆက်လက်စဉ်းစားပြီးယုတ်နဲ့နေကွဲပြားသွားပြီးတဲ့အခါမှာဘယ်ရာမှမမြဲဘူးဆိုတဲ့အနိစ္စသဘောတရားကိုရှုမြင်ပြီးတော့ဝိပဿနာဉာဏ်ဆင်းဆင်းတက်ပြီးအရဟတဖို့ရောက်သွားတယ်လို့ဒီလိုဆိုတာနော်အဲ့တော့သူအထုတ်တာကတော့ပုရဏတတိကမ္မထာမယ်မဲ့ဖို့ရတာကြတော့အဲ့ဒီကနေတဆင့်တက်ပြီးတော့ဝိပဿနာရှုတာတမထကဝိပဿနာကိုအများကြီးထောက်ကူပြုတယ်လို့ဆိုတမထအထောက်ကူပြုတယ်တမထနဲ့ဝိပဿနာဘာကွာတော့ဆိုလို့ရှိရင်တမထောဒုက္ခတာအာတန်နောတမထကဒုက္ခနဲ့နေတယ်ဝိပဿနာဒုက္ခတာအာတန်နာဝိပဿနာကဒုက္ခနဲ့ဘာလို့ဆိုစိတ်ပြည့်စရာတွေတွေ့ရတာဝိပဿနာဆိုတာမမြဲတာတွေဆင်းရဲတာတွေဝိပဿနာကောင်းတာကြည့်တာမှမဟုတ်တာမကောင်းတာကြည့်တာသမထကတော့အဲ့လိုမဟုတ်ဘူးတမာရိရပြီဆိုရင်စိတ်ကငြိမ်ပြီးတော့အေးချမ်းပြီးလူတွေကအဲ့ဒါမျိုးမက်ဖို့မှတ်သွားတတ်တယ်နေရာထိုင်ရတာကောင်းလိုက်တာတို့ရှုလို့ကောင်းလိုက်တာတို့မှတ်လို့ကောင်းလိုက်တာတို့ဆိုတာဒါသမထရဲ့အရှိန်ဝါတွေကိုရရှိခံစားရတာဖြစ်တယ်ပေါ့တမာရိရဲ့အရှိန်ဝါရရှိခံအဲ့ဒီကောင်းလိုက်တာလို့တွေ့တာနေတာကကောင်းတဲ့ရတာတွေပေါ်လာတော့တမာရိရဲ့အကျိုးဆက်ပဲအဲ့ဒီပေါ်သွားတွေ့ပြီးတော့ဟန်ကြပြီငါတော့တရားဓုတွေရပြီဆိုရင်အဲ့ဒါကြတော့မောဟဖြစ်သွားဗျာမောဟဖြစ်ပြီးတော့တရားဓုမရဘဲနဲ့ရတယ်လို့ထင်ရှေ့ဆက်အာမထုတ်ဆုံးရှုံးနေတာအထူးဖြစ်သွားတယ်အေးဒါကြောင့်ဝိပဿနာအထောက်တယ်ဆိုတာသမထရဲ့စွမ်းအားကိုခြေခံပြီးတော့ရှုံးတဲ့ရဲ့သဘာဝကိုမြင်အောင်အထောက်ရတာပေါ့